စိုင်းနှစ်သက်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်။နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းများလည်းတင်ဆက်ပေးပါမယ်ရှင်။ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ရက်ကွက်ထဲကလူပြိုကြီးကိုအောင်ဆိုတာကတော့အသက်40ကျော်သားလူကတော့ရိုးရိုးအေးပါပဲ။ဒါပေမဲ့သူ့ရဲ့ထူးခြားချက်ကတစ်ခုခုလုပ်မယ်ဆိုရင်အလွဲအချော်ဖြစ်တတ်တာပါပဲ။ကိုအောင်ကကုမ္ပဏီတွင်စည်ရင်းကင်လုပ်တဲ့သူတနေ့တော့တငယ်ချင်းတွေကဝိုင်းစားကြတယ်ကိုအောင်ရာမင်းဒီတိုင်းဆိုလူပြိုကြီးဘဝနဲ့အိုသွားတော့မယ်ဟိုဘက်လန်းကမုံဟင်းထားသည်မမေနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးညှောက်ပေးကြတယ်မမီနဲ့ချိန်ထားတဲ့နေ့မှာကိုအောင်ကခန့်ခန့်ညာညာဖြစ်ချင်လို့မေရင်စရာမေးတော့အနောက်တိုင်းဝတ်စုံပြေစုံဝတ်ပါတဲ့နေပူရှိန်38ဒီဂရီမှာကိုအောင်ကကုတ်အင်ကြီးအမဲကြီးနက်ကတိုင်နီကြီးနဲ့ထွက်လာတာရက်ွက်ထဲကလူတွေကမင်္ဂလာဆောင်သွားမလို့လားလို့တောင်အော်မေးကြတယ်ရက်ွက်လက်ဖက်ရည်ဆိုင်တွင်ကိုအောင်သည်တငယ်ချင်းနှစ်ယောက်ဖြစ်သူကိုကျော်နှင့်ကိုထွန်းတို့နှင့်ထိုင်နေကြသည်ကိုအောင်ကတက်ရက်ရှိတော်လဲကြောင်တောင်နိုင်လာတယ်ကိုကျော်ကဟဲ့လူကိုအောင်ဒီနေ့မမေနဲ့ချိန်ထားတာမဟုတ်လားမြန်သွားလေဗျာကိုအောင်ကချွေးတုပ်ရင်အေးပါကွငါဘေရင်မေးထားတာအနောက်တိုင်းဝတ်စုံဝေးရမယ်တဲ့ငါပုံစံအဆင်ပြေရဲ့လားကိုထွန်းဒီရဲ့ချင်းစိတ်ကိုအောင့်ထားရင်ပြေပါတယ်ဗျာနေက38ဒီဂရီဆိုတော့နည်းနည်းတော့ဟော့တာပေါ့ပန်းဝယ်ဖို့မမေ့နဲ့အောင်မမီကပန်းကြိုက်တယ်ကြားလို့ပန်းဝယ်ဖို့သွားတယ်ဒါပေမဲ့ပန်းဆိုင်မှာလူတွေအများများနေတာနဲ့ကိုအောင်အလောတကြီးတိုးဝင်သွားသည်ဆိုင်ရှင်ကအလုံးရှုပ်နေစဉ်ကိုအောင်ကအနည်းဆက်ဆုံးအဖြူရောင်ပန်းစည်းဟုထင်ရသောတစ်ခုကိုပောက်ကင်ပြီးပတ်စံပေးကပြေးထွက်ခဲ့တယ်ကိုအောင်ကရပြီဒါမှအချစ်တင်ကေတမမေကစောင့်နေတဲ့ကိုအောင်ကုတ်အင်ကြီးအမဲကြီးဖြင့်ချွေးတလုံးလုံးဝင်လာတဲ့လက်ထဲတွင်အင်းကြီးရာသို့ဟုစာရန်ပါသောနာရေးပန်းခွေကြီးကိုကင်ထားတယ်နာရေးမှာသုံးတဲ့ပန်းခွေဖြစ်နေတာကိုသူမသိလိုက်ဘူးပန်းစည်းလေးပဲထင်နေတာမုံဟင်းကားဆိုင်ရောက်တော့ကိုအောင်ကချွေးတွေပြန်လို့မမေကအံ့ဩတကြီးကြည့်နေလေကိုအောင်ဒါပါကြီးလေကိုအောင်ကပြုံးဖြီးဖြစ်တာမမေအတွက်လက်ဆောင်ပါဆိုပြီးဟိုပန်းခွေကြီးကိုစပွဲပေါ်တင်လိုက်တော့မမေမျက်လုံးပြူးသွားပြီရှင်ကျမကိုတေးစေချင်တာလားကိုအောင်ကလန့်သွားပြီးချွေးတုပ်ရန်အိတ်ကက်ထဲမှာပိုဝါထုတ်သည်မဟုတ်ပါဘူးနေပါဦးသူထုတ်လိုက်တော့ပိုဝါမှာသူ့အိမ်ကအပေါက်ပြဲတွေနဲ့မျက်ဝက်ပေါင်းပြီးဟောင်းဖြစ်နေပြန်တယ်မမီကစိတ်ဆိုးပြီးရှင်ကျမကိုချိန်စာတိုက်တာလားဆိုပြီးထွက်ပြေးသွားတော့မှကိုအောင်ခန့်များပန်းခွေကြီးကိုကင်ပြီးကြောင်တောင်ကြီးကြံခဲ့ရပါတော့တယ်ပထမအကြိမ်လွဲချော်ပြီးနောက်ကိုအောင်ကအချစ်ကိုစိတ်နာသွားပြီးဘာသာရေးပဲလုပ်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်ရက်ွက်ထဲကဘုန်းကြီးเจ้าမှာဝေယဝစ်စလုပ်ဖို့ရောက်သွားတယ်ကိုအောင်ကအချစ်ဆိုတာငါနဲ့မဆိုင်ပါဘူးကုသိုလ်ပဲလုပ်တော့မယ်ဆိုပြီးတယောက်တည်းပြောနေမိတယ်။ဘုန်းကြီးเจ้าမှာတရားပွဲရှိတော့ကိုအောင်ကအတန်ချင်းဆက်ကိုတာဝန်ယူရတယ်။ကိုအောင်ကတရားခွေထည့်ရမည်ကိုသူနားထောင်နေကြကိုရီးယားအချစ်တချင်းခွေကိုထည့်၍အတန်ကိုအဆုံးထိတင်လိုက်တယ်။တရားတော်အစားသူနားထောင်နေကြကိုရီးယားအချစ်တချင်းကြီးကိုရက်ွက်လုံးအနှံဖွင့်မိလိုက်တဲ့လူတွေအကုန်ဘုန်းကြီးเจ้าကိုအပြေးလွှားလာကြည့်ကြရတယ်။ကိုအောင်ကအပြစ်ပေးခံရသည့်အနေဖြင့်ဟင်းချက်ပေးနေရတယ်မပူရက်ွက်ထဲအစ်စ်ပြောင်းလာသူကလာကူတယ်။မပူကကိုအောင်ဒီနေ့မှာဘာတွေထည့်နေတာလဲကိုအောင်ကအော်စားခတ်နေတာပါတကယ်တော့တရားပုံးထဲမှာတရားများကိုခတ်နေခြင်းဖြစ်တယ်လူတွေကဒီနေ့ဟင်းကဘာလို့ချိုဤနေတာလဲလို့မေးတော့ကိုအောင်ကပါလားကျောင်းထိုင်ဆရာတော်ရဲ့မြစ်တာတက်တွေကြောင့်ပါဆိုပြီးမျက်နှာတွေနဲ့ပြန်ဖြေလို့လူတွေရေလိုက်ကြတာမပူကတခိခိရေလျက်ကိုအောင်ကတော့တကယ်ပဲလူရှင်တော်လို့ရင်ကောင်းမယ်ဒီလိုအလွဲအချော်တွေကြားထဲမှာပဲရက်ွက်သေးကိုအစ်စ်ပြောင်းလာတဲ့မပုတ်ဆိုတဲ့အမျိုးသမီးကကိုအောင်ရဲ့ရိုးသားပြီးရေရတဲ့အလွဲတွေကိုသဘောကျသွားတယ်။ကျောင်းဝင်းထဲတွင်ကိုအောင်နဲ့မပုလမ်းလျှောက်နေကြတယ်။ကိုအောင်ကမပုရဲ့ကျွန်တော်ကတော့အမြဲတမ်းလွဲနေတာပဲမပုကရောကျွန်တော်ကိုလက်တွဲချင်ပါမလား။မပုကရှင်ကလွဲပေမဲ့စိတ်ရင်းကောင်းတယ်လေကျမကတော့ကြိုက်ပါတယ်ကျမရှင်နဲ့အတူအမြဲရည်ချင်းနဲ့လို့ပြောလိုက်တဲ့အခါကိုအောင်ကအရန်ဝမ်းသာသွားပြီးမပူကိုလက်ထက်ခွင့်တောင်းဖို့ဒူးထောက်လိုက်စဉ်ကိုအောင်ပစိုးကဟင်းချက်တုံးကနည်းနည်းချောင်နေသဖြင့်ဇီးခလင်းအောက်သို့ကျွတ်ကျသွားတယ်။မပူကမျက်နှာကိုလက်နဲ့အုပ်ပြီးရင်ရင်အမလေးကိုအောင်ရဲ့မင်္ဂလာမဆောင်ခင်ကြီးတော့မလျှော့လိုက်ပါနဲ့ဦး။ကိုအောင်ကမျက်နှာနီမြန်းကပစိုးကိုအမြန်ဆွဲတင်ရင်မပူကလည်းဒါကချစ်ချင်းတွေရှန်ကျသွားတာပါဗျာ။ရက်ွက်ထဲကလူတွေကတော့ဝိုင်းရကြပေမဲ့မပူကတော့ကိုအောင်ကိုတွဲထူပေးပြီးဒီတက်တော့ဒီလူကြီးကိုကျမပဲထင်ရတော့မယ်လို့ပြုံးလေးပြောလိုက်ပါတော့တယ်။ကိုအောင်ကပစိုးကိုခက်တင်းပြန်စီပြီးမပူနဲ့အတူရေမောရင်းလမ်းလျှောက်သွားကြပါတော့တယ်။စိုင်းတက်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်။နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းများလည်းတင်ဆက်ပေးပါမယ်ရှင်။ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။